ဈေးပြောပြီးပါတခါတည်းရောင်းပေးပါမယ်အမဲလေးကတော့3350ပါပါကိုလေးကတော့3300ပါကျွန်တော်ကားရောက်ရင်ဘယ်တော့မှ CB ခေါ်ပြီးတော့ဈေးမပြောပါဘူးเนาะတခါတည်း line ပေါ်မှာတခါတည်းပြောပေးပါတယ်ကဲအတွင်းကန်းလေးကြည့်အောင်ဒါကတော့အမဲအတွင်းကန်းပါသူတို့ကတော့2018 model အင်ဂျင်ပါ3.2နဲ့လာပြီးတော့ရန်ကုန်လိုင်စင်လေးနဲ့ပါဒီကောင်ကတော့7 Ju ရန်ကုန်လိုင်စင်အတွင်းကန်းဆိုလဲ leather seat နဲ့ trunk grade ဖြစ်တဲ့အတွက် CRN control တွေ round aircon တွေနောက်ဖုံးမော်တာတွေပါပါတယ် 4 air တွေကအားလုံးသိတဲ့အတိုင်းပဲခုံ3နှန်းနဲ့လာပါတယ်3.2 engine power နဲ့ဒီဇယ်ပါခုံ3နှန်းဆိုတော့မိသားစုစီးလို့လည်းအဆင်ပြေတယ် off road စီးဖို့အတွက်ကလည်း 4 air brush ဆိုတော့ကျန်းပါတယ်ဒါကတော့ပါကိုလေးရဲ့အတွင်းကန်းပါနှစ်စီးလုံးကတော့အတူတူပါပဲပါကိုလေးကတော့9 Ju ရန်ကုန်လိုင်စင်ပါအမဲလေးကတော့7 Ju ရန်ကုန်လိုင်စင်ပါဒီမှာဆိုလဲ leather seat တွေ CRN control တွေအတူတူပါပဲအမဲနဲ့ကား connection လေးပြချင်လို့ပါround aircon တွေအကုန်ပါပါမယ်နောက်ဖုံးမော်တာလည်းပါပြီးတော့ခုံ3နှန်းဖြစ်ပါပါဒီကားနှစ်စီးလုံးကိုကျွန်တော်စီမှာအလဲထက်ကောအရေးကြောက်ရပါတယ်နော်ဈေးနှုန်းပြောပြီးရောက်တာမလို့ကားတွေကိုယုံကြည်စရာဝယ်ယူနိုင်ပါတယ်ကားအားလုံးလည်းလက်တင်စီလုံးဝအကုန်လုပ်ထားပါတယ်